ကိုမှဖြည့်ရှင်းရမယ့်ပြဿနာတွေရှိနေတယ်ဒါပေမဲ့အဲ့ပြဿနာတွေကိုဖြည့်ရှင်းမှုအတွက်နီလန်းနေစဉ်းစားပေမဲ့ဘလို့မှစဉ်းစားလို့မရအောင်ဆိုရင်တော့ဒီနီလန်းလေးကိုတုံးလိုက်ပါအဲ့ကပါလဲဆိုရင်ဇူရီတို့စဉ်းစားနေတဲ့အကြောင်းအရာကိုခဏတာမေးဖြောက်ထားခြင်းပါဘယ်လိုမျိုးလဲဆိုရင်ဇူရီတို့တခါလေးပြဿနာတွေတက်တယ်အဲ့ပြဿနာကိုဖြေရှင်းမှုအတွက်ဘယ်လိုနီလန်းနဲ့ဖြေရှင်းမရမလဲဆိုတာကိုစဉ်းစားကြတယ်တွေးကြတယ်ဒါပေမဲ့ထွက်မလာအဖြေတွေရမလာဘူးညားတွေမအိပ်ဖဲနဲ့စဉ်းစားတွေနေတိုင်းနေတိုင်းပေါ့နော်တရက်မဟုတ်နှစ်ရက်မဟုတ်2ရက်3ရက်လောက်ထိအောင်မှအဲ့ပြဿနာကိုဖြေရှင်းမှုနီလန်းပေါင်းစုံစဉ်းစားတာအောင်မှအဖြေထွက်မလာတာရှိတယ်အဲ့ခါမှာကိုယ့်ရဲ့အုံနောက်ကလည်းပင်ပန်းနေသလိုကိုယ့်ရဲ့စိတ်ကလည်းပင်ပန်းနေပြီအဲ့ဒါကိုမှဆက်ပြီးတော့ပဲမနာပဲနဲ့ဆက်ပြီးစဉ်းစားမယ်ဆိုရင်ဒီတော့အဖြေထုတ်ပြရခိုင်းတော့အရင်နဲ့အဲ့တော့အဖြေကလည်းမြင်ထွက်မယ်အုံနောက်လေးကိုလည်းနာနာနေခိုင်းမယ်စိတ်ကလေးကလည်းအေးချမ်းဖြစ်မယ်အဲ့ဒီတနည်းတော့ရှိပါတယ်အဲ့ဒါကတော့ဇူဘီကိုရန်လုပ်ခဲ့ရပါအဲ့ဒါကဘာလဲဆိုရင်အဲ့ဒီကိုဖြည့်ရမယ့်ပြဿနာအကြောင်းဆိုရင်ခဏတာမေ့ထားတာပေါ့မစဉ်းစားတော့ဇူဘီစိတ်ကနေပြီးတော့မတွေးတော့တခြားအကြောင်းအရာတွေပဲတွေးလိုက်တယ်တခြားအကြောင်းအရာတွေးပြီးတော့ခဏနေလောက်နေကြရင်တော့အဲ့ဒီဖြည့်ရမယ့်ပြဿနာရဲ့အဖြစ်ကိုသူကသူအုံတော်ထဲမှာအော်တိုပေါ်လာမျိုးဖြစ်တယ်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်ဇူဘီတို့ကြည့်ရလေအရင်တော့ဆိုတငယ်ချင်းနဲ့လမ်းမှာတွေ့ရရုတ်တရက်အဲ့တငယ်ချင်းရဲ့နာမည်အခုအဲ့ကျောင်းလေးပဲတငယ်ချင်းရဲ့နာမည်ကိုကမေ့သွားတယ်စဉ်းစားဘယ်လိုမှမရခဏနေကြမှာအဲ့ကြောင်မစဉ်းစားဘူးတခြားအရာတွေလုပ်နေနေမှာရုတ်တရက်ခေါင်းထဲမှာဘသူဆိုပြီးအုံနောက်လေးမှာအော်တိုပေါ်လာတာမျိုးတွေရှိရမို့လားအဲ့လိုမျိုးပဲအခုပြည်စည်းရဲ့ပြဿနာကသေးရတယ်ကြည်ရတယ်ပဲကွာလေဆိုလို့ရှိရင်ကြတော့တညာအိတ်လိုက်တယ်ညာဘက်တွေဆိုရင်စဉ်းစားရချီလုပ်တယ်အခုနောက်ပိုင်းတော့ညာဘက်တွေဒီစဉ်းစားရမလုပ်တော့ပဲနဲ့ညာဘက်မှာအဲ့ပြဿနာမတွေးမနေတခြားအကြောင်းကိုပဲတွေးလိုက်တယ်အဲ့ခဏဒီအဲ့ပြဿနာကိုလည်းမတွေးတော့ဘူးမစဉ်းစားတော့ဘူးအမှအိတ်လိုက်တယ်အိတ်လိုက်တဲ့အခါမှာမနဲ့မိုးလင်းလာနဲ့အဲ့ပြဿနာကိုဖြေရှင်းရမယ်ဖြေရဇူရီရဲ့ခေါင်းထဲမှာအော်တိုရှိလာတယ်အော်တိုပေါ်လာတယ်အဲ့ဒါကယူရီအနေနဲ့ကိုဖြေရှင်းပြဿနာရှိရဲ့အဲ့ပြဿနာကိုဖြေရှင်းဖို့အဖြေကရှာမတွေ့သေးဘူးစိတ်ကြီးလည်းအရန်ပြစ်မှန်းနေပြီဆိုရင်ဇူရီပြောတဲ့နည်းလမ်းလေးကိုတုံးကြည့်ပါအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲပတ်ပါ